တရားထုတ်တာအသက်ရွယ်ကြီးမှအထုတ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တဲ့အခွင့်အရေးတွေအသက်ရွယ်ကြီးတဲ့ကမှဒါနေသွားပြီအောင်မြင်မှုခက်ခဲသွားပြီဒါကြောင့်မို့အချိန်ခါရှိတော့အရွယ်ကောင်းတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်လို့ပညာရှိတွေသတိပေးတာပဲဖြစ်တယ်ဆိုပါစို့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုယ်ချီကိုယ်လက်ကိုမပိုင်တော့တဲ့အနေအထားမျိုးရောက်ပြီအင်အားကြီးပြက်လက်နေမှတရားထိုင်ခြင်းနဲ့တရားအထုတ်ခြင်းနဲ့ဆိုရင်မလွယ်ဘူးပေါ့နော်ခွေးကြီးဆုံးရှုံးသွားတယ်ပေါ့ငယ်တုန်းကကြိုးစားမယ်ဆိုရင်အများကြီးရနိုင်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တုန်းရွယ်တုန်းမှာစီးပွားရှာတယ်ငယ်တုန်းရွယ်တုန်းမှာပဲတရားရှာကြတယ်ကြီးသွားမှဆိုရင်အခွင့်အရေးမျိုးစုံဟာဆုံးရှုံးသွားတယ်အခွင့်အရေးဆိုမရတော့အခွင့်အရေးဆိုတာအခြေအနေတစ်ခုမပေးတာမပေးလို့ရှိရင်လည်းအဲ့ဒီခွင့်အရေးဟာပျက်စီးတာပဲအခြေအနေပေးတဲ့အချိန်လေးမှာကြိုးစားအထောက်ကြရတာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့ကပါဠဆိုတဲ့တထေသာစေရုံကြောင့်သွားပြီးတော့တရားနာတယ်တရားနာတဲ့အခါမှာမြတ်စွာဘုရားကဗြဟ္မစရိယဆိုတဲ့ကျင့်စဉ်တစ်ခုအသေးစိတ်ဟောလိုက်တဲ့အခါမှာသူစိတ်ဝင်စားတယ်သူအရွယ်ရှိတုန်းဒါတွေလုံးဝငါအောင်မြင်နိုင်မှာပဲအရွယ်လွန်သွားရင်တော့အောင်မြင်မှုခက်ခဲတယ်လို့သို့တော့အရွယ်ရှိတဲ့အချိန်မှာလည်းပဲသူ့မှာတောင်းဝတရားတွေကရှိတယ်မိသားစုဘဝနေတာဆိုတော့သားတွေသမီးတွေစီးပွားဥစ္စာတွေဒါတွေကိုစွန့်ရမှာဖြစ်နေဒါတွေမစွန့်လို့ရှိရင်လည်းတရားထုတ်ဖို့ဆိုတဲ့အခွင့်အရေးကကောင်းတဲ့အချိန်ကြီးကသူလွန်သွားနိုင်တော့ဟုတ်သူညီနဲ့တိုင်ပင်ဆွေးနွေးတဲ့အခါမှာသူညီကဘာပြောတော့ဆိုအကိုကြီးကငယ်ပါသေးတယ်ပေါ့အသက်အရွယ်လေးရလာပြီသားတွေသမီးတွေကြီးပြီဆိုမှတရားအထုတ်တာကောင်းပါတယ်လို့ပြောတယ်နော်အဲ့တော့အသက်အရွယ်ကြီးပြီဆိုရင်တော့အခွင့်အရေးရတယ်လို့ထင်တာကိုသူကြီးကအဲ့တော့ပါဠဆိုတဲ့တထေးကဗာပြန်ပြောတော့ဆိုငါညီတဲ့အသက်အရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်ဟာကိုယ့်လက်ကိုယ်ခြေအတောင်ကိုယ်စကားနားမထောင်ဘူးတဲ့ဟုတ်တယ်ကိုယ်စကားနားမထောင်ဘူးဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေနားလဲတဲ့ဒါခြေတော့ကဒီဘက်လှမ်းမိမယ်လို့ဟိုဘက်ရောက်ချင်ရောက်သွားရှိန်နာရိုင်နာတွေဖြစ်လာလက်မြောက်ချင်လို့လည်းမြောက်လို့ရကြမှာရကိုလို့ချင်တာတွေလို့ဟိုရအခွင့်အရေးတွေနဲ့ကိုသူပြောတဲ့စကားလေးကဒါအခွင့်အရေးရှိတော့လို့ရမယ်ဆိုတဲ့အထိပ္ပယ်လေးသူပြောတဲ့စကားလေးအမှတ်သားစရာကောင်းတယ်စရာစစ္စရိတာဟွန်တိစရာတရားကြောင့်အိုမင်းရင်းရော်ပြီးအသက်အရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဟဋ္ဌပါဒအနတ္တဝါသူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်ဘူးတဲ့သာသမီတွေမပြောနဲ့သူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်တော့ဘူးသူလုံးချင်တိုင်းလုံးလို့မရဘူးလို့ပြောတာနော်စကားနားမထောင်ဘူးယထသောဝိဟတထမောဝိဟတထမောဆိုအသက်ရွယ်ကြီးလာလို့ရှိရင်အင်အားတွေကဆိုးပျက်စီးသွားပြီထရတော့မှမထနိုင်ဘူးသူများထူပေးရတဲ့အနေထားမျိုးတွေရလာတက်ကြီးတော့ငယ်ငယ်တုန်းကကိုဇောရိယဆရာတော်ဘုရားကြီးတရားဟောတာကြားဘူးလိုက်တယ်နာဘူးလိုက်တယ်
သက်ရွယ်ရလို့ရှိရင်ထားခြင်းမိစုနဲ့ဒူးနဲ့လက်နဲ့မိတ်ဆက်ရတယ်တဲ့ဆရာတော်ရလို့ပြောတာဒူးလက်ထောက်ပြီးထားတာကိုပြောတာဒူးနဲ့လက်နဲ့မိတ်ဆက်နေရပြီဒီတိုင်းမထားနိုင်တော့ဘူးလေငယ်တော့ကတော့ဖြတ်ခနဲ့ဆိုထားလို့ရတက်ကြည့်ပြီဆိုတော့လို့မရတော့ဘူးအဲ့ဒါကိုပြောတာယတ္တသောဝိဟတထာမောဓမ္မဆိုတဲ့စွမ်းအားတွေကပျက်စီးကုန်ပြီအဲ့ဒီလိုခြေနေဆိုးနေတဲ့အချိန်မှာကထန္ဓမ္မံစရိတ္တိဘယ်လိုနီးနဲ့မင်းတရားအထုတ်မှာတော့ကိုခြေကိုလက်ကတောင်းကိုစကားနားမထောင်ဘူးအဲ့ဒီမရှိတော့ဘူးဆိုမှဘယ်လိုလုပ်ပြီးတရားအထုတ်မှာလဲကြိုးစားမှရနိုင်တဲ့အရာတစ်ခုပါအခွင့်အရေးတွေဆုံးရှုံးနေပြီလို့ဒါသိတာမြင်တာတဲ့အခွင့်အရေးပဲဒါကအသက်ရွယ်ကြည်ပြီးတရားထုတ်လို့ကဖြစ်ကောင်းဖြစ်နိုင်သေးတယ်နော်ဖြစ်နိုင်သေးတယ်ဘယ်မှအမထုတ်ပဲနဲ့တရားထုတ်မယ်ဆိုလို့ရှိရင်ရနိုင်သေးတယ်လို့ပြောရအောင်